ပြောကြားလား ကြားပါတယ်ဆရာကြားပါတယ်ဆရာ Okay ဆရာဆက်လိုက်မယ်နော်အဲ့ဆက် political campaignဒီဆရာတို့ကဒီအရင်မနေ့ကတင်ခဲ့တာက political campaign ရဲ့နောက်ပိုင်းရယ်ပြီးတော့contemporary public policy ကိုသွားခဲ့တာဟုတ်တယ်နော် ဟုတ်ကဲ့ ဟုတ်တယ်နော် okay အဲ့ဒါဆရာတို့တော့ပြောရင်းနဲ့ဆရာတို့ဒီကျန်တဲ့တွေလည်းစောင့်ရအောင်ပေါ့နော် okay ဟုတ်ပြီစလိုက်မယ်နော်အဲ့ဆိုဆရာတို့အနေနဲ့ပေါ့နော်ဒီပထမဦးဆုံးဆရာတို့ကရွေးကောက်ပွဲအကြောင်းပြောခဲ့တယ်ရွေးကောက်ပွဲလို့ပြောတဲ့နေရာမှာရွေးကောက်ပွဲအမျိုးအစားဘယ်လိုမျိုးရှိလဲဆိုလို့ရှိရင်ဘယ်လိုမျိုးရှိရလဲ သုံးမျိုးရှိတော့စာအုပ်ပတ်နေ ဟမ် မယူလိုက်မသိ ဘယ်လိုမျိုးရှိလဲဆိုလို့ရှိရင်၃မျိုးရှိတာပေါ့နော်ပထမဆုံးရွေးကောက်ပွဲအမျိုးအစားကဘာလို့ခေါ်လဲဆိုရင် general election လို့ခေါ်တယ် general election ကတော့သူကဘာကိုရွေးချယ်တဲ့နေရာမှာသုံးတယ်လဲဆိုရင်သမ္မတကိုရွေးချယ်တဲ့နေရာမှာသုံးတာပေါ့နော် okay general election သမ္မတကိုရွေးချယ်တဲ့နေရာမှာသုံးတာဖြစ်တယ်သူကကျတော့ဘာလဲဆိုလို့ရှိရင်နိုဝင်ဘာလရဲ့ပထမဆုံးအင်္ဂါနေ့ပေါ့နော်နှစ်စဉ်တိုင်းမှာသူကကျင်းပတာဖြစ်တယ်သမ္မတကိုရွေးချယ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် presidential election လည်းခေါ်တယ်လို့ general election လို့လည်းခေါ်တယ်ပေါ့နော်အထွေထွေရွေးကောက်ပွဲလို့လည်းခေါ်တယ်သူ့ရဲ့နောက်မှာတော့သူဘာရွေးကောက်ပွဲရှိလဲဆိုရင် Senate နဲ့ House တွေပေါ့နော်အထက်လွှတ်တော်နဲ့အောက်လွှတ်တော်အမတ်တွေရွေးကောက်ပွဲရှိတယ်အဲ့ဒါတွေတော့ဘာရွေးကောက်ပွဲလို့ခေါ်လဲဆိုလို့ရှိရင်ဒီ off year election လို့ခေါ်တယ် off year election ဆိုတာကဒီစောနာပြောတဲ့ဒီအထက်လွှတ်တော်အမတ်တွေအောက်လွှတ်တော်အမတ်တွေရွေးချယ်တာကြောင့်မလို့ပေါ့နော် off year election လို့ခေါ်တယ်ပေါ့နော် okay အဲ့ဆို off year election ကတော့ဒီကျင်းပတဲ့ပုံစံတူပေမဲ့သမ္မတရွေးကောက်ပွဲမရှိတဲ့အချိန်တွေမှာပဲသူကျင်းပတာဖြစ်တယ်ပေါ့နော် okay အဲ့ဆိုတော့ဒီသမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့အတွက်ဆိုလို့ရှိရင်သူကဘယ်မှာနိုင်မှရမှာလဲဆိုရင် primary election မှာနိုင်မှရမှာဖြစ်တယ် primary election ကတော့ဘယ်လိုမျိုးလဲဆိုရင်သူက data တစ်ခုချင်းစီ data တစ်ခုချင်းစီမှာသူကဒီလွှတ်တော်အမတ်တွေရွေးချယ်တာပေါ့နော်အဲ့ဒါအဲ့လွှတ်တော်အမတ်တွေကဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကဒီတကယ်လို့ပေါ့နော်သူကဒီသူ့ရဲ့ပါတီထဲမှာပြိုင်လို့နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ပါတီကိုစားပြုပေါ့နော်သမ္မတအဖြစ်သူကရွေးချယ်ခံရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့အဲ့ဒါကြောင့်မသူ့ကို primary election လို့ခေါ်တယ် primary election မှာတော့နိုင်ရမယ်သမ္မတရွေးချယ်ခံရစေခြင်းပေါ့နော်အဲ့ဒါ primary election မှာအနိုင်ရသွားပြီဆိုလို့ရှိရင်ဘာမှဝင်ပြလို့ရလဲဆိုရင် presidential election general election မှာဝင်ပြလို့ရတယ်အဲ့ဒါ primary election မှာသူကအရင်ဆုံးနိုင်အောင်လုပ်ရတယ်ပေါ့နော်အဲ့ဒါ primary election နိုင်သွားပြီတဲ့ဟေ့ဆိုရင်ဘာတွေဆက်လုပ်ရလဲဆို political campaign တွေလုပ်ရတယ် political campaign ဆိုတာကဘာလဲဆိုရင်မဲဆွယ်စည်းရုံးပွဲတွေပေါ့နော်အဲ့မှာမဲဆွယ်စည်းရုံးပွဲတွေဆိုတာဘာလို့ဖို့လိုတာလဲဆိုလို့ရှိရင်သူကဒီvoter လို့ခေါ်တဲ့မဲပေးတဲ့လူတွေရှိတယ်ပေါ့နော်အဲ့မဲပေးတဲ့လူတွေစီကနေသူကမဲရဖို့ရာလုပ်ရတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့မှာဆိုလို့ရှိရင်သူကဒီမဲပေးတဲ့လူတွေရဲ့ဗာလဲဒီအထုံးပေါ်ခြေခံပြီးတော့ပေါ့နော်သူတို့အနေနဲ့ဒါဒီဘယ်လိုပြောရမလဲဘယ်လိုမျိုး policy တွေကပေါ့နော်ပြောင်းပြပြောင်းလဲမှုလိုနေတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီအတွက်သူ့ကိုမဲပေးတင်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်သူတို့ကပြောရတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမဲဆွယ်စကားပြောရတာဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ပေါ့နော်လူလူကြားတဲ့ဝင်အောင်ဆင်းပြီးတော့မဲဆွယ်တာမျိုးတွေလည်းရှိတယ်ဒီ TV တို့ radio တို့မှာဒါကြော်ညာချင်းအဖြစ်မဲဆွယ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမဲဆွယ်နေရာမှာသူတို့ရဲ့ target audience ဆိုတာရှိတယ်အဲ့ target audience ဖြစ်တဲ့ပေါ့နော်ဒီဥမာ democratic တွေဆိုလို့ရှိရင်အခြေခံလူသမားတွေကိုမဲဆွယ်တာမျိုးပေါ့နော် republican ဆိုတော့ဒီလက်တန်းစားရတဲ့တစ်ထေးတွေမဲဆွယ်တာမျိုးပေါ့နော်အဲ့လိုမျိုးလောက်ကြတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကို target audience ရွေးချယ်ခြင်းလို့ခေါ်တယ်ပေါ့နော်အဲ့လိုချင်းအပြင်သူတို့political campaign တွေဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့တကယ်သမ္မတကိုရွေးချယ်တဲ့လူကတော့electoral college ကရွေးချယ်တာဖြစ်တယ်ပေါ့နော်ဟိုကရွေးချယ်တာမဟုတ်ဘူးပေါ့နော်ဒီပြည်သူလူထုရဲ့မဲအများဆုံးရတဲ့သူကသမ္မတဖြစ်လာတာမဟုတ်ဘူးပေါ့နော်အဲ့မှာဆိုရင်သမ္မတဘာလဲအိုဘားမားဟာဆိုလို့ရှိရင်ဒီပုံမှာဆိုလို့ရှိရင်သူကအပြိုင်အောင်တရားသူနိုင်တဲ့ဟာပေါ့နော်မက်ကိန်းဆိုရင်လည်းဒါအနီရောင်နဲ့တူနိုင်တဲ့ဟာပေါ့နော်အဲ့မှာပြည်နယ်အရေးအတွက်ချင်းရှင်လိုက်မယ်ဆိုရင်တော့ဘာလဲအိုဘားမားနဲ့မက်ကိန်းနဲ့အတူလာပဲဖြစ်လိမ့်မယ်ဒါပေမဲ့ဟိုအရေးအတွက်ကျတော့သူကဘယ်သူကအပြတ်သက်တာသွားလဲဆိုလို့ရှိရင် electoral college မဲကျတော့သူကအိုဘားမားအပြတ်သက်တာသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့တို့ဒီပြီးခဲ့တဲ့2016ရွေးကောက်ပွဲဆိုတော့ Donald Trump နဲ့ Hillary Clinton ဆိုရင်လည်းလူများစုက Hillary Clinton မတွေ့မဲ့တကယ်နိုင်သွားတာ Donald Trump နိုင်သွားတာပေါ့နော် Donald Trump ဘယ်လိုပြည်နယ်တွေမှာနိုင်သွားလဲဆိုရင် swing state တွေဖြစ်တဲ့ဒီ Florida လိုမျိုးပြည်နယ်တွေမှာနိုင်သွားတာပေါ့နော်အဲ့တော့ Hillary Clinton ကသူနိုင်တဲ့နေရာတွေမှာတော့အပြတ်သက်နိုင်ပေမဲ့သူရှုံးတဲ့နေရာတွေမှာတမဲ 0.1 0.2 လောက်နဲ့ပေါ့နော်ကတ်ရှုံးတာဖြစ်တဲ့အတွက်သူကဒီ
ရှုံးနေသွားတာဖြစ်တယ်ပေါ့နော်အဲ့ဒါက electoral college ရဲ့အလုပ်လုပ်ပုံတွေဖြစ်တယ်ပေါ့နော် okay အဲ့ဆိုတော့ electoral college ကဘာနဲ့အတူတူပဲလဲဆိုလို့ရှိရင်ရွေးကောက်ခံအမတ်တွေအရေးတွေနဲ့အတူတူပဲပေါ့နော်ဘယ်လိုပြောမလဲဒီအဲ့ data မှာရှိတဲ့ကိုယ်စားလှယ်လောင်းအရေးတွေနဲ့အတူတူပဲကိုယ်စားလှယ်လောင်းအရေးတွေများများရှိတဲ့နေရာဟာဆိုလို့ရှိရင် electoral college များများရှိမှဖြစ်ပြီးတော့နည်းနည်းရှိတဲ့နေရာကနည်းနည်းပဲရှိမှာပေါ့နော်အခုရှိတာကကိုယ်စားလှယ်လောင်းအရေးအတွက်ကဘယ်လိုမျိုးဖြစ်လဲဆိုရင်သူကဒီဥပမာကယ်လီဖိုးနီးယားမှာ55ရောက်ရှိတယ်ဆိုပါစို့ပေါ့နော်အဲ့မှာကယ်လီဖိုးနီးယားနယ်မှာဘယ်သူပဲနိုင်ပေါ့နော်နိုင်တဲ့လူက 0.1% လေးတွေပဲနိုင်ပါစေအောင်ဘယ်လောက်ပေးရလဲဆိုလို့ရှိရင်ဒီ55ရောက်စလုံးကသူ့ကိုမဲပေးရတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်ဒီပုံမှာဆိုတော့အိုဘားမားဟာဖလော်ရီဒါပြည်နယ်မှာသူက1.7% အသာနဲ့ပဲနိုင်သွားတာဖြစ်တယ်ပေါ့နော်အဲ့ဒါပေမဲ့28ရောက်စလုံးဖလော်ရီဒါရဲ့28ရောက်စလုံးကဘာတဲ့အိုဘားမားကိုမဲပေးတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုတော့ဒီ electoral voting ကအဓိကအားဖြင့်တော့သူကဘာလို့ဖို့လဲဆိုလို့ရှိရင်သူကဒီသမဏရွေးချယ်နေရမှာပေါ့နော်မသိလျော်တဲ့လူတွေကဒါသမဏရွေးချယ်ခြင်းမှာရွေးချယ်ခိုင်းခြင်းရှိအောင်ပေါ့နော်သူကဒီထိန်းချုပ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်အနည်းဆုံးတော့ဘာလဲဆိုလို့ရှိရင်ထက်ဝက်ကျော်ကနိုင်မှာဒါသမဏရွေးကောက်ပွဲမှာနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာဆိုရင် swing state လို့ခေါ်တဲ့ပြည်နယ်တွေကအရေးပါလာတော့တယ်ပေါ့နော်အဲ့ကြောင့် swing state တွေမှာဆိုရင်သူတို့တွေကမဲဆက်စင်းရေးကိုအတေအကျေလောက်ကြတာပေါ့နော်သူတို့နိုင်မှာတေချာတဲ့ပြည်နယ်တွေဖြစ်တယ်ဥပမာ Republican ဆိုလို့ရှိရင်သူက Texas မှာပုံမှန်နိုင်တယ် California ဆိုတော့ဟိုကပုံမှန်နိုင်တယ်ပေါ့နော်ဒီ Democratic ကပုံမှန်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးနေရာဆိုသူတို့ကတိတ်ပြီးတော့မစင်းတော့ပေါ့နော်ဘယ်နေရာမှာအဓိကစင်းလဲဆိုရင်ဒီ Florida လိုမျိုးပေါ့နော်ဒီဘယ်လိုပြောမလဲဟိုဘက်ဒီဘက်ရင်းတဲ့ပြည်နယ်တွေမှာဆိုတော့အသေးအကျေစင်းတာမျိုးလုပ်တယ်ပေါ့နော် okay ဒါကတော့ဗာလဲဆိုရင်ဒီနိုင်ငံရေးပါတီတွေပေါ်အခြေခံတဲ့ဟာပေါ့နော်ဒါပြီးတော့ဆရာတို့ကဘာကြောင့်ပြောခဲ့လဲဆိုရင် public policy အကြောင်းပြောခဲ့တယ်ပေါ့နော် public policy ဆိုတာကဘာလဲဆိုလို့ရှိရင်သူကလူထုရဲ့ဆန္ဒအတိုင်းလှုပ်ဆောင်ခြင်းကို public policy လို့ခေါ်တယ်ပေါ့နော်တခုခုလုပ်မယ်ဆိုလို့ရှိရင်လူထုကဘလို့သဘောဆန္ဒရှိလဲအရင်ဆုံးကြည့်တယ်လူထုရဲ့သဘောဆန္ဒတိုင်းလုပ်ပြန်လှုပ်ဆောင်တာမျိုးသူက public policy လှုပ်ဆောင်တယ်လို့ဆရာတို့သိတယ်ပေါ့နော် okay အဲ့ဆိုတော့public policy ဆိုတာဘာလဲဆိုရင် public policy ဆိုတာကသူကဒီကိစ္စတစ်ခုရှိတယ်အဲ့ကိစ္စအပေါ်မှာလူထုကဘယ်လိုသဘောတရားမှုရှိလဲအဲ့ဒီပေါ်အခြေခံပြီးတော့အစိုးရကသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုပြုပြင်ပြောင်းလဲတာဖြစ်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အာဖဂန်နစ္စတန်မှာအမေရိကန်စစ်တပ်ထားတာကိုကြိုက်လားမကြိုက်ဘူးလားမကြိုက်ဘူးဆိုရင်အာဖဂန်နဲ့စစ်တပ်နှုတ်ပေးတာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ရတာပေါ့နော်အဲ့ဆို public policy ကိုအဓိကအားဖြင့်ဘယ်သူကဒီ public policy ကပေါ့နော်ဘယ်နေရာတွေမှာတက်ရောက်မှုရှိရလဲဆိုလို့ရှိရင်criminal justice, culture and society, economic affairs, education, environment, government operation, health, social welfare နဲ့ foreign affairs ပေါ့နော် urban national security ပေါ့နော်အဲ့ဒီနေရာတွေမှာသူကpublic policy တွေကဒါပါဝင်ပတ်သက်တာဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုတော့ရာဇဝတ်မှုတွေမှာဘယ်လိုရာဇဝတ်မှုတွေလုပ်ရမလဲပညာရေးမှာဘယ်လိုဥပဒေလုပ်မလဲကျန်းမာရေးမှာဘယ်လိုဥပဒေလုပ်မှာလဲလူမှုဖူလုံရေးဘယ်လိုလုပ်မလဲဒါတွေကဆိုလို့ရှိရင် public policy ကလုပ်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီ public policy တွေဘယ်သူကအဓိကကြိုးပမ်းတာလဲဆိုလို့ရှိရင် interest group လို့ခေါ်တဲ့ကြိုးပမ်းတာဖြစ်တယ်interest group ကသူ့ရဲ့အဓိကလုပ်ငန်းကတော့ဘာလုပ်တာလဲဆိုရင်ဆန္ဒပြတာဖြစ်တယ်ပေါ့နော်ဆန္ဒပြပြီးတော့လူထုဟာဆိုလို့ရှိရင်သူတို့လိုချင်တဲ့သူတို့လိုချင်တဲ့အကြောင်းအရာရှိတယ်ပေါ့ကွာနော်လိုချင်တဲ့အကြောင်းအရာလူထုအနေနဲ့လက်ခံလာအောင်သူတို့ကဆန္ဒပြကြတာဖြစ်တယ်အဲ့လိုမျိုးလုပ်ခြင်းအပြင်လူထုရဲ့အတွေးအခေါ်တွေကလူထုရဲ့အတွေးအခေါ်တွေပေါ့ interest group ရဲ့အယူဆတွေလွှမ်းမိုးသွားပြီးတော့ဒီအစိုးရအနေနဲ့ဒါသူတို့ရဲ့ policy ပြောင်းလာမျိုးတွေလုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါ interest group တွေအနေနဲ့သူကနံပါတ်1ဘာလဲဆိုတော့သူတို့ရဲ့ members တွေကောင်းကျိုးရအောင်စဉ်းစားတယ်နံပါတ်2ကကျတော့ဒီ society တစ်ခုလုံးပြောင်းလဲနေတာကိုတော့စဉ်းစားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီမှာဆိုလို့ရှိရင်ဒီ interest group တွေကဘာလုပ်လဲဆိုတော့နံပါတ်1ကသူကပညာပေးတယ်ပေါ့နော်ပြောမယ်ဆိုရင်လက်ကမ်းစာဆောင်တွေဝေလာမျိုးပေါ့နော်အဲ့လိုလက်ကမ်းစာဆောင်တွေဝေပြီးတော့သူတို့လိုချင်တဲ့အရာကိုသူတို့ကရအောင်လုပ်တယ်ပေါ့နော်နောက်ခွဲကြပါလဲဆိုလို့ရှိရင်ဒီမိန့်ခွန်းတွေပြောတာမျိုးပေါ့နော်လူစီကားရဲ့နေရာတွေမှာသူတို့တွေကဒါမိန့်ခွန်းပြောကြတယ်သူတို့ဘာကြောင့်မလို့ဒီကိစ္စကိုတောင်းဆိုနေရတယ်ဆိုတဲ့အကြောင်းမိန့်ခွန်းပြောကြတယ်ပေါ့နော်နောက်တစ်ခုကြပါလဲဆိုလို့ရှိရင်သူတို့အနေနဲ့စုစည်းပြီးတော့လက်မှတ်ထိုးကြတယ်ပေါ့နော်လက်မှတ်ထိုးပြီးတော့သူတို့ရဲ့လက်မှတ်ပေါင်းရာချီထောင်ချီပေါ့နော်ဒီဟိုပေါ့နော်ဒီတောင်းဆိုတာပေါ့နော်လွတ်တော်မှတ်တွေကိုတောင်းဆိုတာပေါ့နော်အဲ့လိုမျိုးတောင်းဆိုခြင်းအဖြစ်လည်းသူတို့ရဲ့ပေါ်လဲသူတို့ရဲ့ဒီလိုချင်တဲ့အကြောင်းအရာကိုလူထုသိအောင်သူတို့ကလုပ်ကြတယ်ပေါ့နော်လွတ်တော်မှတ်တွေသိအောင်လူထုသိအောင်လုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီမိုကရေစီဟာဆိုလို့ရှိရင်ဆရာတို့ဒီလူထုရဲ့သဘောဆန္ဒတိုင်းသွားတဲ့စနစ်ဖြစ်တယ်အဲ့အတွက်လူထုရဲ့သဘောဆန္ဒအရေးကြီးတယ်ပေါ့နော်အဲ့အတွက် public ဒီ contemporary public policy ဆိုလို့ရှိရင်အရေးကြီးတဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော်ဆရာတို့ဒီဘယ်လိုပြောရမလဲ interest group တွေဆိုလို့ရှိရင်လည်းဆောနာကလူထုရဲ့ idea တွေလူထုရဲ့အကြောင်းအရာတွေသူကပြောင်းလဲနိုင်စွမ်းရှိတာဖြစ်တဲ့အတွက်သူတို့ရဆိုလို့ရှိရင်လည်းလက်ရှိအမေရိကန်မှာလည်းအရေးကြီးပါတဲ့အခမ်းအနားပါဝင်နေပါတယ်ပေါ့နော် okay ဒါတော့ဆရာတို့ပြီးသွားတဲ့သင်ခန်းစာတွေဖြစ်တယ်ပေါ့နော်ဒီနေ့ကဆရာတို့ဘယ်သွားရမှာလဲဆိုလို့ရှိရင်ဒီ political parties ရဲ့ exercise ရဲ့ပြီးတော့
sorry political party exercise ကပြီးပြီနော်ဟုတ်လားဒီမြေပုံကပြီးပြီနော်ပြီးသေးဘူးနော်ဟုတ်လားဒီတဲ့ပါဦးဆရာ မြေပုံကမပြီးသေးဘူးနော် okay မြေပုံရပြီးတော့ဒီဟာရသွားရမှာနော်ဒီဟာရပြီးတော့ contemporary public policy ရပြီးတော့အောက်ဆုံးက exercise တွေဆိုတော့သွားရမှာနော် okay ဟုတ်ပြီဆိုတော့ဒီမှာမြေပုံကိုကြည့်မယ်ပေါ့နော်ဆိုမြေပုံကဘာပြောထားလဲကြည့်အောင်ပေါ့နော်the following map show that which candidate in the 2012 presidential election ပေါ့နော်ဒီအောက်ကမြေပုံကဆိုရင်2012ခုနှစ်သမ္မတရွေးကောက်ပွဲမှာပေါ့နော်အနိုင်ရသွားတယ်ပေါ့နော်ဒါဒီဘယ်သူကဘယ်လောက် electoral vote နိုင်သွားတယ်လဲဆိုတော့ပြထားတာဖြစ်ပါတယ်တဲ့ although the number of the state won by each individual each candidate is similar ပေါ့နော်သူကဒီပြည်နယ်အရေးအတွက်အရကြည့်မယ်ဆိုလို့ရှိရင်ဒါအတူတူလိုမျိုးပေါ့နော်ထင်ရတယ်ပေါ့နော်ဒီနိုင်တဲ့သူကိုကြည့်လိုက်မယ်ဆိုရင်လည်း25ပြည်နယ်လောက်ပဲရှုံးတဲ့သူကိုကြည့်လိုက်ရင်25ပြည်နယ်လောက်ပဲပေါ့နော်အဲ့လိုမျိုးတွေ့ရလိမ့်မယ်ဒါပေမဲ့ပေါ့နော် number of electoral vote each received was quite different ပေါ့နော်ဒါပေမဲ့သူတို့ပြည်နယ်အရေးအတွက်တူကောင်းတူလိမ့်မယ်ဒါပေမဲ့သူတို့ရလိုက်တဲ့ဒီ electoral vote အရေးအတွက်ကတော့မတူဘူးပေါ့နော်ဒါကတော့ဗာလဲဆိုရင်ဒီသူပြောချင်တဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော် okay ဒါဆိုရင်ဆရာတို့မကြည့်အောင်နော်ဒီမှာဆိုဆရာတို့ဒီပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြည်နယ်အရေးအတွက်ကိုကြည့်လိုက်မယ်ဆိုရင်အမဲရောင်အရေးကြည့်မယ်ဆိုရင်လည်းသူက20ကျော်ရှိမှာဖြစ်တယ်ပေါ့နော်25ဝန်းကျင်လောက်ရှိမှာဖြစ်တယ်ဒီအဖြူရောင်ရေးကြည့်မယ်ဆိုရင်လည်းဒီ Mitt Romney ရဲ့ပြည်နယ်ရေးကြည့်မယ်ဆိုရင်လည်း25ဝန်းကျင်လောက်ရှိမှာဖြစ်တယ်ဟုတ်နော်ဒါပေမဲ့ Electoral College နဲ့တွက်လိုက်တဲ့အခါမှာကျတော့ Mitt Romney က200ကျော်ပဲရပြီးတော့ Barack Obama က300ကျော်ရတယ်ပေါ့နော်ပြောမယ်ဆိုတော့130လောက်กว่าတော့တွေ့ရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်မို့လဲဆိုရင် Electoral College အလုပ်လုပ်တဲ့ပုံကြောင့်မလို့ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုတော့လူထုကြိုက်တဲ့လူထုကြိုက်တိုင်းသမ္မတဖြစ်တာမဟုတ်ဘူးပြည်နယ်ရေးအတွက်မြင်များရတိုင်းသမ္မတဖြစ်ချင်မှာဖြစ်မှာအဲ့ဒါကိုသူကအဓိကပြောချင်တာဖြစ်တယ်ပေါ့နော်โอเคဒါဆိုတော့မြေပုံကိုရှင်းမလားမသိနော်မြေပုံကိုနားလည်မလားနော်ဟုတ်ပြီအဲ့ဆိုကြည့်ရအောင်ပေါ့နော်အဲ့ဆို exercise ကိုကြည့်မယ် choose the answer to each of the following question ပေါ့နော်ဒီ question ကိုပေါ့နော်ဆရာတို့အနေနဲ့ဒါဗာလဲဒီဖြေပေးပေါ့နော် which claim is supposed by the information in this section ပေါ့နော်ဘယ်လိုမျိုးပြောလို့ရတယ်လဲပေါ့နော်ဒီဘယ်လိုကောက်ချက်ဆွဲလို့ရတယ်လဲဆရာတို့ကဖြေပေးရမှာပေါ့နော်အဲ့ဆိုတော့ဒီအပေါ်ကပေါ့နော်ဒီမြေပုံကိုကြည့်ပြီးတော့ဆရာတို့ကကောက်ချက်ဆွဲပေးရမှာနော် okay the state that are larger in area have the greatest number of electoral vote ပေါ့နော်နယ်မြေကြီးလေတဲ့ electoral vote များလေဖြစ်ပါတယ်တဲ့ဟုတ်နော်အဲ့တော့နယ်မြေကြီးရှိတဲ့ electoral vote များရတာလားပေါ့နော်ဆရာတို့စဉ်းစားမယ် The president is elected by receiving the majority of voters vote from voters on election day ပေါ့နော်သမ္မတဟာဆိုရင်တဲ့ဒီပေါ့နော် majority of votes from voter ပေါ့နော်ဒီမဲပေးတဲ့လူတွေရဲ့လူများစုရဲ့ဒါဘယ်လိုပြောမလဲမဲဆန္ဒနဲ့ရွေးချယ်တာဖြစ်ပါတယ်ပေါ့နော်ပြောချင်တာကသမ္မတဟာဆိုလို့ရှိရင်မဲပေးတဲ့နေ့မှာလူအများကြီးရဲ့မဲဆန္ဒနဲ့ရရင်သူကသမ္မတဖြစ်တယ်ပေါ့နော်အဲ့ဒါလားပေါ့နော် A presidential candidate who receives the majority of vote from voters nationwide may still lose the election ပေါ့နော်တနိုင်ငံလုံးမဲဆန္ဒနဲ့ရှင်မယ်ဆိုရင်တဲ့တနိုင်ငံလုံးမဲဆန္ဒမှာပေါ့နော်အများဆုံးရတဲ့မဲဒီကိုယ်စားလှယ်လောင်းဟာဆိုလို့ရှိရင်ပေါ့နော် still lose the election ပေါ့နော်ရွေးကောက်ပွဲရှုံးနိုင်သေးတယ်ပေါ့နော်အဲ့ဒါဖြစ်မလို့ပေါ့နော် In order to win the majority of electoral vote a candidate must win the election in a majority of state ပေါ့နော်ဒီ electoral vote မှာပေါ့နော် electoral vote မှာမများရချင်တယ်ဆိုရင် majority state မှာ majority state ရဲ့ရွေးကောက်ပွဲမှာအနိုင်ရဖို့လိုပါတယ်တဲ့နော် okay ဒါဆိုဒီမှာဘယ်ဟာကဒီစာကြောင်းကပြောတာဖြစ်နိုင်လဲ Electoral College ရဲ့သဘောတဘာဝအရာပေါ့နော် okay ဆရာတို့မစဉ်းစားနိုင်ဘူးဆိုရင်ဆရာတို့ဟုတ်နော်အဖြစ်မှန်းစီနော်မစဉ်းစားတတ်ဘူးဆိုရင်ဆရာတို့ကဒီမှာတစ်ချက်စဉ်းစားမယ်ပေါ့နော်နံပါတ် A ကနယ်မြေကြီးတိုင်းမဲအများကြီးရမှာလားဆိုတော့မဟုတ်ဘူးဟုတ်တယ်မလားနယ်မြေကြီးရဲ့ Texas တို့ဘာလို့က30ကျော်ပဲရှိပေမဲ့ California ဆိုရင်50ကျော်ရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဆိုမဟုတ်ဘူးpresident ကမဲများရတိုင်း president ဖြစ်တာဆိုမဟုတ်ဘူးelectoral college ရဲ့မဲများရမှာမဲရတာဖြစ်တယ်အဲ့ပြီးတော့ American မှာ majority state တွေ minority state တွေဆိုတာခွဲထားခြင်းမရှိဘူးပေါ့နော်အဲ့တော့နံပါတ် C ကအဖြေမှန်ဖြစ်တယ်သူကအမေရိကန်နိုင်ငံမှာလူအများကြီးထောက်ခံချက်ရနေတယ်ဆိုရင်တော့မှသူ့အနေနဲ့ရွေးကောက်ပွဲကိုရှုံးနိုင်သေးတယ်ပေါ့နော်ဒါကဒီဟာရဲ့အဓိကဆိုလိုရင်းဖြစ်တယ်ပေါ့နော်အဲဆိုရင်ဒီဟာရှင်းမယ်နော်နားလည်မယ်နော်နံပါတ် 2 ကိုစစ်ကြည့်မယ်နံပါတ် 2 ကကြတော့